ရောင်ရဲမှုဆိုတာကိုပါဠိစာပေမှာတန်တုဋ္ဌိလို့38ပြားမင်္ဂလာတရားတော်တွေထဲမှာဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါအာနန္ဒရှာနေမှာတရားတော်များနာယုံမှာတာယံစားတော်ပြီးပြိပဒကပြုရပါတယ်တန်တုဋ္ဌိဆိုတာမင်္ဂလာတစ်ပါးအနေနဲ့ဖော်ပြထားတာရှိတယ်ရောင်ရဲရမယ်တင်းတိမ်ရမယ်ရောင်ရဲမှုတင်းတိမ်မှုဟာမင်္ဂလာတစ်ပါးပဲလို့ဒီလိုဆိုထားတာနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းသိကြရအောင်ရောင်ရဲမှုဆိုတာဘယ်လိုနေရာမျိုးမှာရောင်ရဲမှုရှိရမယ်ဘယ်လိုနေရာမျိုးကြတော့ရောင်ရဲမှုမရှိရဘူးဆိုတာမြတ်စွာဘုရားရဲ့အလိုတော်ကြမှတ်သားဖို့လိုအပ်တယ်ပေါ့တချို့ကဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဟာရောင်ရဲမှုရှိနေလို့ကြီးပွားတိုးတက်မှုတွေမဖြစ်ဘူးလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ပေါ့ရောင်ရဲမှုကဘာကြောင့်မင်္ဂလာဖြစ်ရလဲဘယ်လိုနေရာမှာရောင်ရဲမှုဆိုတာကိုမင်္ဂလာလို့ဆိုလိုတာလေတန်တုဋ္ဌိဆိုတဲ့စကားလုံးကတန်ရယ်တုဋ္ဌိရယ်စကားလုံးနှလုံးကိုပေါင်းစပ်ပြီးတော့ထားတာတန်ဆိုတာကိုယ်ရှိတာနဲ့တုဋ္ဌိဆိုတာကျင့်တတ်တယ်ရောင်ရဲတယ်တင်းတိမ်တယ်အားရတယ်အဓိပ္ပာယ်တူတူပဲကိုယ်ရှိတာနဲ့ကျင့်တတ်တယ်ရောင်ရဲတယ်တင်းတိမ်အားရတယ်ဒါကိုတန်တုဋ္ဌိလို့ခေါ်တာရှိတာနဲ့တင်းတိမ်မှုမရှိဘူးရောင်ရဲမှုမရှိဘူးအားရမှုမရှိဘူးဆိုလို့ရှိရင်တော့ဒါအတန်တုဋ္ဌိရောင်ရဲတင်းတိမ်မှုမရှိဘူးလို့ဒီလိုပြောတာမြတ်စွာဘုရားက38ဖြာမင်္ဂလာထဲမှာတန်တုဋ္ဌိစကတိညုတာရောင်ရဲမှုတင်းတိမ်မှုရှိရမယ်လို့ဒီလိုဟောထားတယ်ဒါလည်းမကဘူးဓမ္မပဒပါဠိတော်မှာတန်တုဋ္ဌိပရမန္တနံလူတွေပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေထဲမှာရောင်ရဲမှုဆိုတဲ့ပစ္စည်းဥစ္စာဟာအကောင်းဆုံးပဲလို့ဒီလိုလဲဟောထားတာတွေရှိတယ်ပေါ့ရောင်ရဲမှုကိုမြတ်စွာဘုရားဟာချီးမွမ်းတော်မူတယ်တန်တုဋ္ဌိဆိုတဲ့စကားလုံးနဲ့အလားတရံတူတဲ့စကားလုံးတစ်ခုကတန်တောတရှိတာနဲ့ရောင်ရဲရမယ်ကိုယ်ဟာနဲ့ရောင်ရဲမှုဆိုတာတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တဲ့ပုဂ္ဂိုလ်ရဲ့ထူးခြားတဲ့အရည်အသွေးတစ်ခုပဲဖြစ်တယ်ပေါ့ဒါဖြင့်ရောင်ရဲမှုရှိတာဟာရှိတာနဲ့မရှိတာရောင်ရဲမှုရှိတာဟာကောင်းတာလားရောင်ရဲမှုမရှိတာကောင်းတာလားလို့ဒီလိုမေးခွန်းထုတ်လာတဲ့အခါမှာဘယ်လိုနေရာမှာရောင်ရဲမှုရှိရင်ကောင်းတယ်ဘယ်လိုနေရာမှာရောင်ရဲမှုရှိရင်မကောင်းဘူးဆိုတဲ့အဖြေကိုထုတ်ရမှာရောင်ရဲမှုရှိတိုင်းကောင်းမလားလို့ဆိုမကောင်းဘူးမြတ်စွာဘုရားရဲ့အာဘော်တော်အရာကတန်တုဋ္ဌိပရမန္တနံလို့ဆိုတဲ့နေရာဖြစ်စေ38ဖြာမင်္ဂလာမှာဟောတဲ့နေရာမှာပဲဖြစ်စေရောင်ရဲတယ်ဆိုတာပစ္စည်းဥစ္စာနဲ့ပတ်သက်တာပစ္စည်းဥစ္စာနဲ့ပတ်သက်ရင်ရောင်ရဲမှုရှိတာကောင်းတယ်ရောင်ရဲမှုမရှိဘူးဆိုရင်မကောင်းဘူးဒီနေရာမှာပစ္စည်းဥစ္စာရှိတာနဲ့ရောင်ရဲရမယ်ဆိုတော့ကိုယ်ရှိတာနဲ့ရောင်ရဲတယ်ဆိုရင်နောက်ထပ်မရှာရဘူးဆိုတဲ့အဓိပ္ပာယ်ပြောတာလည်းမဟုတ်ဘူးတင်းတိမ်မှုရောင်ရဲမှုဆိုတဲ့အဓိပ္ပာယ်ဟာလောဘကိုထိမ့်သိမ့်တဲ့အလွန်အလိုကြီးမှုကိုထိမ့်သိမ့်တဲ့စကားလုံးတစ်ခုသာလည်းဖြစ်တယ်ပေါ့တရားသဖြင့်ရှာဖွေမှုကိုတားမြစ်တဲ့စကားလုံးတစ်ခုမဟုတ်ဘူးကြီးပွားတိုးတက်အောင်လှုပ်တာကိုတားမြစ်တဲ့စကားလုံးမဟုတ်ဘူးအဓိပ္ပာယ်မှားယွင်းစွာကောက်ရင်ကိုယ်ရှိတာလေးနဲ့ကျင့်တတ်ဘဝဘေးအရှင်လေးနဲ့ကျင့်တတ်ဘာမှမလုပ်နဲ့လို့ဒီလိုဆိုလိုတာမဟုတ်ဘူးရောင်ရဲမှုမရှိဘူးဆိုရင်ဘာတွေလာလဲကိုယ်ပစ္စည်းနဲ့မရောင်ရဲဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာသူ
သူများပစ္စည်းကိုလိုချင်တယ်ဆိုတဲ့လောဘဝင်လာတယ်အဲ့ဒီမှာလဲလိုချင်မှုဆိုတာမမမကန်နီးလန်းနေနဲ့လိုလာတယ်လိုချင်မှုတွေအလွန်ကြီးမားလာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာရောင်ရဲမှုကင်းမဲ့သွားတာနဲ့တပြိုင်နက်ဒီပုဂ္ဂိုလ်ရဲ့အနေအထားဟာပတ်ဝန်းကျင်ကရွှင်ရှားဝယ်ကောင်းလောက်အောင်ဖြစ်ပေါ်လာတတ်တယ်စာပေကျမ်းကမှာပြောထားတယ်မဟိစ္ဆတဲ့အလွန်လောဘကြီးတဲ့ပုဂ္ဂိုလ်လောကလူတွေဟာသိလောဘကြီးတဲ့ပုဂ္ဂိုလ်ကိုကဲ့ရဲ့ကြတယ်ရှုတ်ချကြတယ်ဒီပုဂ္ဂိုလ်ဟာသိလောဘကြီးတာပဲဘုန်းကြီးတွေလောဘကြီးရင်လည်းကဲ့ရဲ့ခံရမှာပဲဒီလက်ရှင်တွေလောဘကြီးရင်လည်းကဲ့ရဲ့ခံရမှာပဲလူပုဂ္ဂိုလ်တွေလောဘကြီးလွန်းရင်လည်းကဲ့ရဲ့ခံရမှာပဲကိုယ်ပစ္စည်းနဲ့မကျင်တတ်လို့သူများပစ္စည်းကိုမတရားတဲ့နည်းနဲ့ရအောင်ယူချင်ကြတယ်ဆိုရင်လည်းကဲ့ရဲ့ခံရမှာပဲရတဲ့ရလိုက်တာတဲ့ပို့ပြီးတော့လိုချင်တာဆိုရင်လည်းပဲကဲ့ရဲ့ခံရမှာမဟိစ္ဆဆိုတာအလုံးကိုလောဘကြီးတဲ့ပုဂ္ဂိုလ်တင်းတိမ်အာရမှုဆိုတဲ့တန်တုဋ္ဌိပျောက်ကွယ်နေတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒါလိုမဟိစ္ဆဆိုတဲ့အလွန်ကျွံလောဘကြီးတဲ့ပုဂ္ဂိုလ်မျိုးဟာရုပ်ပြည့်ဆင်းပြည့်ဖြစ်လို့အများရဲ့ဆက်စုဖွယ်ရာပုဂ္ဂိုလ်မျိုးဖြစ်နေတဲ့အတွက်ကြောင့်မြတ်စွာဘုရားဟာကိုယ်ရှိတာနဲ့ကျင့်တတ်နိုင်တဲ့ပုဂ္ဂိုလ်မျိုးသိပ်ပြီးလောဘမကြီးရဘူးလို့ဆိုလိုတဲ့အဓိပ္ပာယ်နဲ့တန်တုဋ္ဌိလို့ဒီလိုဟောတာနော် contentment ကျင့်တတ်တယ်ကျင့်တတ်မှုရှိရမယ်ကျင့်တတ်မှုမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဟာဘလောက်ပဲပစ္စည်းတွေပုံပေးပြီးဘယ်တော့မှတင်းတိမ်အားရတယ်ရောင်ရဲတယ်ဆိုတာမရှိဘူးတဲ့အဲ့ဒါကိုစာပေကျမ်းဂန်ထဲမှာနိုင်ရှင်ပြီးတော့ပြောထားတာရှိတယ်အဂိခန္တောသမုဒ္ဒောစမဟိသောစာပိပုဂ္ဂလောတဲ့လောဘကြီးတဲ့ပုဂ္ဂိုလ်အလုံးကိုလောဘကြီးတဲ့ပုဂ္ဂိုလ်ကဘာနဲ့တူတော့ဆိုရင်မိဘုံကြီးနဲ့တူတယ်လောင်းနေတဲ့မိဘုံကြီးဟာလောင်းစားတွေဘလောက်ထက်မိကတော်ပြီငါမလောင်းနိုင်တော့ဘူးလို့ဘယ်တော့မှမပြောဘူးထက်သမျှလောင်းစားတွေအကုန်လောင်းပါပဲမိဘုံကြီးဟာလောင်စာနဲ့အားရတယ်လို့ပြောလို့မရဘူးလောဘကြီးတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှမရောင်ရဲဘူးလို့ဒီလိုဆိုလို့တယ်ပေါ့အဲ့တော့မိဘုံကြီးဒီလောင်စာနဲ့မရောင်ရဲတယ်လို့လောဘကြီးလွန်းတဲ့ပုဂ္ဂိုလ်လည်းပဲမရောင်ရဲတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်တဲ့နောက်တစ်ခုကပင်လယ်ကြီးဆိုတာမိုးပေါ်ကမိုးရေတွေရွာချလိုက်တဲ့မိုးရေတွေပင်လယ်ပေါ်တိုက်ရိုက်ရွာချတဲ့မိုးရေတွေတစ်တော်တွေချောင်းတွေထဲမှာချောင်းတွေမှာရွာချလိုက်တဲ့မိုးရေတွေအဲ့ဒီမိုးရေတွေမှန်သမျှဟာချောင်းမြောင်းမြစ်အိုင်တွေကနေပြီးပင်လယ်ထဲကိုစီးဝင်သွားတာနေစဉ်နဲ့အမျှကြီးမားတဲ့မြစ်ကြီးတွေချောင်းတွေအင်းတွေအိုင်တွေကနေပြီးပင်လယ်ထဲစီးဝင်နေတဲ့အခါပင်လယ်ကြီးဟာပြည့်သွားပြီးရှမ်းသွားပြီးနောက်ထပ်စီးဝင်မှုမပေးတော့ဘူးလို့ဘယ်တော့မှမရှိဘူးစီးကျင်သလောက်စီးဝင်ကျင်သလောက်ဝင်ပင်လယ်ကြီးကရှမ်းသွားတယ်လို့မရှိဘူးတဲ့အဲ့ဒါလို့မိဘုံကြီးတို့ပင်လယ်ကြီးတို့ ਨੇ နှိုင်းရှင်ရလောက်အောင်မတင်းတိမ်မရောင်ရဲပဲနဲ့အလွန်လောဘကြီးတဲ့ပုဂ္ဂိုလ်မျိုးတဲ့အဲ့ဒါလို့ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့အလွန်လောဘကြီးတဲ့ပုဂ္ဂိုလ်ရဲ့အနေထားတစ်ခုမဖြစ်ပေါ်စေဖို့အတွက်မြတ်စွာဘုရားကတန်တုဋ္ဌိရှိတာနဲ့ကျင့်တတ်နိုင်တယ်ရောင်ရဲနိုင်တယ်ဆိုတာဟာမင်္ဂလာတစ်ပါးပဲအများလည်းပဲနှစ်သက်ကျင့်တတ်တယ်မိမိကိုယ်တိုင်လည်းနှိမ့်ဆက်ညှဉ်းပန်းရမရောက်ဘူးလို့ကျင့်တတ်မှုရှိတဲ့ပုဂ္ဂိုလ်ဟာစိတ်ချမ်းသာမှုကိုရနိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လို့တန်တုဋ္ဌိရောင်ရဲမှုဟာမင်္ဂလာတစ်ပါးလို့ဒီလိုဆိုလိုတာနော်ရှင်းတော့ကတောရွာတရွာမှာမိသားစုထမင်းဝိုင်းစပြီးတော့စားကြတော့ငရုတ်သီးကြိုက်တဲ့ဒကာကြီးတယောက်ကဟင်းနေကြည့်လိုက်တဲ့အခါငရုတ်သီးမပါ
မပါတော့ထမင်းပွဲမှာချက်ထားတဲ့ထမင်းဟင်းတွေမစားတော့ပဲနဲ့ငရုတ်သီးရှာဆိုပြီးတော့ထွက်သွားလိုက်တာအိမ်ကနေပျောက်သွားပြီဟိုးအောက်အရက်သွားပြီအိမ်အောင်ကြနေတယ်နော်ငရုတ်သီးတစ်တောင်းနဲ့မိသားစုကွဲသွားအဲ့ဒါဘာဖြစ်လို့တော့ဆိုမယောင်ရဲလို့ပေါ့မယောင်ရဲလို့ဒီလိုဖြစ်သွားအကယ်၍ရောင်ရဲမယ်ဆိုလို့ရှိရင်အချင်းချက်ကြွေးအချင်းနဲ့ခြေနှက်တယ်အချိုချက်ကြွေးအချိုနဲ့ခြေနှက်တယ်အစပ်ပါရင်အစပ်ပါတာနဲ့ခြေနှက်တယ်အစပ်မပါဘူးဆိုလည်းမပါသလိုခြေနှက်တယ်အဲ့ဒါလို့ fastidious ဆိုခေါ်တဲ့ကြီးများတာမျိုးမရှိစေရဘူးလို့ဒီလိုဆိုလို့ကြီးများလို့ရှိရင်သမင်းချက်ကြွေးတဲ့လူကသရာဘမလားနော်သမင်းချက်ကြွေးတဲ့လူကလည်းမသရာဘူးနောက်ဆုံးမိခင်ဖခင်ရတောင်သားသမီးတွေကြီးများလုံးအားကြီးမသရာတော့ဒီလိုဖြစ်တတ်တယ်ပေါ့မသရာဘူးဆိုရင်သူကြွေးမဲ့မွေးမဲ့လူမရှိတော့ဒါမင်္ဂလာပျက်စီးတယ်လို့ပြောတာပေါ့ဒီလိုဆိုလိုတာနော်စည်းစားကြောင်းတယ်ဆိုတာမျိုးတွေမဖြစ်စေရဖို့လူကျင့်ဝတ်တစ်ခုအနေနဲ့မြတ်စွာဘုရားကမင်္ဂလာတစ်ပါးအနေနဲ့တန်တုဋ္ဌိလို့ဒီလိုဟောတာပစ္စည်းမရှာရဘူးလို့ဒီလိုပြောတာလည်းမဟုတ်ဘူးကြီးပွားတိုးတက်အောင်မလုပ်ရဘူးလို့ပြောတာမဟုတ်ဘူးသိလောဘမကြီးရဘူးရောင်ရဲနိုင်ရမယ်လို့အင်္ဂလိပ်ဖတ်စာထဲမှာဇာလန်းကလေးတစ်ပုဒ်ရှိတယ်အိန္ဒိယနိုင်ငံကဇာလန်းလေးတစ်ပုဒ်ဘုရင်ကြီးတစ်ပါးကိုသူ့ရဲ့စစ်သူကြီးကနမ်းချပြီးတော့အာဏာသိမ်းလိုက်တယ်အဲ့လိုအာဏာသိမ်းလိုက်တဲ့အချိန်မှာသိပြီးတော့အရွယ်မကြီးကြသေးတဲ့ဘုရင်ကြီးရဲ့သားတော်မင်းသား၃ပါးကတိုင်ပင်ကြတယ်တိုင်းပြည်ကနေတိတ်တဆိတ်ရှောင်ထွက်လာပြီးတော့တိုင်ပင်ကြသဲကန္တာရထဲမှာရှိတဲ့အိုအေးစစ်လို့ခေါ်တယ်နေရာလေးမှာစခန်းလေးတစ်ခုဆောက်ထားတာရှိတယ်အဲစခန်းလေးရောက်တဲ့အခါကျတော့ညီကို၃ယောက်တိုင်ပင်တယ်တိုင်ပင်တဲ့အခါကျတော့အကိုအကြီးဆုံးကဘာလုပ်အကိုအကြီးဆုံးကပတ်စံမရှိရင်တို့ဘာမှလုပ်လို့မရဘူးတို့အဖေနမ်းချပြီးတော့အာဏာလုသွားတဲ့ဒီစစ်သူကြီးကိုပြန်ပြီးတော့တိုက်နိုင်အောင်တို့ပတ်စံရှိဖို့လိုတယ်ပတ်စံရှိရင်လက်နဲ့ဆိုတာဝယ်လို့ရတယ်စစ်တပ်ဆိုတာလည်းလုပ်လို့ရတယ်တို့ပတ်စံရှိအောင်ကြိုးစားအဲ့တော့ငါပတ်စံရှာမယ်ကုန်တယ်လုပ်မယ်သူကဒီလိုယူဆဒီလိုပြောတယ်ကြံတဲ့ညီနှစ်ယောက်ကသဘောမတူဒုတိယညီကပတ်စံရှိဖို့မလိုဘူးတဲ့လက်နဲ့ရှိဖို့လိုတယ်စစ်တပ်ဖွဲ့စည်းပြီးတော့လက်နဲ့ရှိအောင်လုပ်မယ်ပေါ့လက်နဲ့ရှိအောင်လုပ်မယ်ဒါကြောင့်မို့စစ်ပညာသင်မယ်သင်ပြီးတော့စစ်သားတွေစုဆောင်းပြီးတော့စစ်တပ်အင်အားကောင်းလာတာနဲ့တပြိုင်နက်တိုင်းပြည်ကိုပြန်တိုက်ပြီးတော့ယူမယ်လို့ဒီလိုအလိုက်ဖြစ်တဲ့မင်းသားကဒီလိုပြောတယ်အငယ်မင်းသားကတော့ဘာမှမပြောဘူးအကိုကြီးတို့ကြိုက်တယ်လို့လုပ်ကြပါလို့ဆိုပြီးတော့ညီကို၃ယောက်ဘယ်နေ့ဘယ်ရက်နောက်10နှစ်ပြည့်တဲ့အခါတို့ညီကို၃ယောက်ဒီစခန်းမှာပြန်ဆုံမယ်အလုံးစိန်လိုက်ဆိုပြီးတော့ဂတိလှုပ်သွားပြီးရက်ဆွဲတွေပါတတ်မှတ်ပြီးတော့တယောက်ကအရှေ့ဘက်ထွက်သွားတယ်တယောက်ကအနောက်ဘက်ထွက်သွားတယ်အဲ့ဒီလိုတယောက်ကတော့အကိုကြီးတွေထွက်သွားတာကိုကြည့်ပြီးအဲ့ဒီမှာကြံရစ်တယ်10နှစ်ပြည့်တဲ့အခါကျတော့အကိုကြီးကလားတွေအကောင်ပေါင်းများစွာနဲ့ပစ္စည်းဥစ္စာတွေတင်ပြီးတော့အရှိဘက်ကနေပြီးတော့ကုန်သွယ်မှုအောင်မြင်လာပြီးတကယ်ကိုပစ္စည်းဥစ္စာတွေချမ်းချမ်းသာသာနဲ့သူ့ရဲ့စိတ်ကူးကမှန်တယ်ဆိုတာကိုပြကျင်လို့ချင်းချက်တဲ့နေ့အရောက်ကုန်သည်တွေခြံရံနဲ့သူကကုန်ပစ္စည်းတွေနဲ့အဲ့ဒီစခန်းကိုရောက်လာတယ်မင်းသားအလက်ညီအလက်ကတော့အနောက်ဘက်ကနေပြီးတော့ဆင်မြင့်စားတဲ့
ဆင်မြင့်ယထာစတဲ့ယင်းနေနဲ့စစ်တပ်ကြီးဖွဲ့စည်းပြီးတော့သူကခြိတက်လာတယ်ချင်းချက်ထားတဲ့နေ့မှာအဲ့ဒီစခန်းကိုရောက်လာစခန်းဆောင်ကြတဲ့အခါကျတော့အကိုကြီးနဲ့အကိုလက်တို့နှစ်ယောက်စုံစည်းကြတာစုံစည်းကြတော့သူကမှန်တယ်ငါမှန်တယ်ငါစိတ်ကူမှန်တယ်သူစိတ်ကူမှန်တယ်လို့ပြောနေတဲ့အချိန်မှာအကိုလက်လုတ်တဲ့ပုဂ္ဂိုလ်ကလက်နဲ့အာကိုနဲ့အကိုကြီးစီမှာရှိတဲ့ပစ္စည်းတွေကိုအကုန်လုံးသိမ်းလိုက်တယ်ကိုကြီးလက်မဲ့ဖြစ်သွားတယ်နော်လက်မဲ့ဖြစ်သွားတဲ့အခါကျတော့ကဲဘယ်သူကမှန်တယ်လို့ဆိုတော့ကဲစစ်တပ်ဖွဲ့စည်းပြီးတော့လှုပ်တဲ့လူကမှန်တယ်လို့သူကအကိုကြီးချမ်းသာကြွယ်ဝသမျှပစ္စည်းတွေကိုအကုန်လုံးလက်နဲ့အာကိုနဲ့သိမ်းတာအဲ့ဒီအချိန်မှာနေပါအောင်တို့ညီတယောက်ကဘယ်ရောက်နေလဲသူမရောက်လာသေးဘူးဆိုပြီးတော့ညီတယောက်ကိုမျောနေတဲ့အချိန်မှာအဲ့ဒီညီငယ်ကအိုအေးစစ်တဲခိုဆောင်လေးတွေကနေပြီးတော့သူ့ဇနီးနဲ့သူ့သားလေးလက်ဆွဲပြီးတော့အပြင်ထွက်လာပြီးတဲ့အခါမှာသူတို့ကညီငယ်လေးကပြုံးပြုံးရွှင်ရွှင်နဲ့အကိုကြီးတို့ပြောပြတယ်ပေါ့အကိုကြီးကငါမှန်တယ်အကိုလက်ကငါမှန်တယ်လို့ပြောနေတဲ့အချိန်အကိုလက်ကသူမှန်ကြောင်းကိုပြကြလို့စစ်တပ်အားကိုနဲ့ပစ္စည်းတွေအကုန်သိမ်းယူလိုက်တယ်အဲ့ဒီအချိန်မှာညီငယ်ကပြောတယ်ဆယ်နှစ်ဆယ်မို့ဒုက္ခခံပြီးတော့ပစ္စည်းရှာတာလဲမမှန်ဘူးတဲ့စစ်ပညာသင်ပြီးတော့စစ်တပ်ကြီးဖွဲ့စည်းပြီးတော့လာတာလဲမမှန်ဘူးတဲ့ဆင်းရဲဒုက္ခတွေရောက်တယ်ပေါ့ဟိုမှာစစ်သူကြီးမရှိတော့ဘူးတဲ့အသာလေးကိုနေရာကိုသွားပြီးတော့ကိုနန်းကိုသိမ့်ယုံမယ်တဲ့ဘယ်သူကအမှန်ဆုံးတော့ဆိုလို့ရှင်ဘာမှအပင်ပန်းမရှိပဲနဲ့အဲ့ဒီအိုအေးစစ်မှာပဲအိုအေးစစ်ပိုင်ရှင်ရဲ့တဲခိုကံပိုင်ရှင်ရဲ့သမီးနဲ့အိမ်တော်ပြုတဲ့မင်းသားကတော့အပင်ပန်းမရှိပဲနဲ့စိန်ကြကြနဲ့သူကနေရတာအဲ့ဒါကို contentment လို့ဒီလိုပြောထားတယ်ဇာလန်းကကျင့်တတ်မှုဟာဆင်းရဲဒုက္ခတွေကလွတ်ကင်းတယ်လို့ဆိုတဲ့ဇာလန်းလေးတစ်ခုရေးထားတယ်ဒါကတော့သူရှုထောင့်နဲ့သူရေးတဲ့ဇာလန်းတစ်ခုပါအဲ့တော့အကောင်းဆုံးကဘာလဲလို့ဆိုရင်ရောင်ရဲမှုဟာအကောင်းဆုံးပဲရောင်ရဲမှုမရှိသည့်အတွက်ကြောင့်တခါတရံအပင်ပန်းခံမှုတွေကအကျိုးဖြစ်ထွန်းခြင်းမှာဖြစ်ထွန်းမယ်လို့ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတာပါဥတီကျက်တစ်ခုနဲ့ရေးထားတဲ့ဇာလန်းတစ်ခုပဲကောင်းပြီမြတ်စွာဘုရားရဲ့အလိုတော်ရရောင်ရဲမှုဟာအကောင်းဆုံးဥစ္စာလို့ဆိုတာအလွန်အကျွံလောဘမကြီးဘူးလောဘကိုထိမ့်သိမ့်တဲ့ကိုချင်းတရားတစ်ခုပဲပေါ့စိတ်နေသဘောထားတစ်ခုပဲပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှိရင်ရောင်ရဲမှုရှိတာကောင်းတယ်ပစ္စည်းဥစ္စာနဲ့ပတ်သက်လာရင်ရောင်ရဲမှုရှိရမယ်ရောင်ရဲမှုရှိတာကောင်းတယ်ရောင်ရဲမှုရှိတာနဲ့ရောင်ရဲမှုမရှိဘူးဆိုလို့ရှိရင်အလွန်လောဘကြီးသူဆိုတဲ့အနေအားဖြင့်အများရဲ့မုန်းတီးညွှန်ရှာမှုကိုခံရတတ်တယ်တဲ့ဒါကြောင့်မို့ပစ္စည်းဥစ္စာနဲ့ပတ်သက်လာရင်ရောင်ရဲနိုင်ရမယ်လို့ဒီလိုဆိုလိုတာပေါ့ဒါဖြင့်ရောင်ရဲမှုမရှိတာကကောင်းတဲ့နေရာရောမရှိဘူးလားလို့ဆိုရှိတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကအတ္တံတုဋ္ဌိတာသကုသလေတုဓမ္မေတုတဲ့ကုသလေတုဓမ္မေတုကုသိုလ်တရားတို့၌အတ္တံတုဋ္ဌိတာရောင်ရဲမှုတင့်တယ်အာရမှုမရှိတာဟာကောင်းတယ်လို့ဒီလိုဟောတာအဲ့တော့ပစ္စည်းဥစ္စာနဲ့ပတ်သက်ရင်ရောင်ရဲမှုရှိတာကောင်းတယ်ကုသိုလ်နဲ့ပတ်သက်လာလို့ရှိရင်ရောင်ရဲမှုရှိတာဟာမကောင်းဘူးလို့ဒီလိုပြောတယ်နော်ရောင်ရဲမှုမရှိရဘူးအဲ့ဒီကြတော့ကုသိုလ်ဆိုတာအစဉ်စဉ်ရှိသည့်အတွက်ကြောင့်ကောင်းတဲ့ကောင်းအောင်ကိုယ်တဏ္ဍာမှာကုသိုလ်တရားတွေပြည့်စုံအောင်လုပ်တဲ့နေရာမှာရောင်ရဲတင်းတိမ်နေလို့ရှိရင်ကြီးပွားတိုးတက်မှုမဖြစ်နိုင်ဘူးတဲ့ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ရောင်ရဲတာကတော့ကောင်းတယ်
ကုသိုလ်တရားတို့ပညာအည်ချင်းတို့နဲ့ပတ်သက်ပြီးရောင်ရဲတာတော့မကောင်းဘူးဆိုပါစို့ကုသိုလ်ဆိုတာကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့အသိပညာဓာတ်ပညာတွေအပါအဝင်ပေါ့အသိပညာဓာတ်ပညာတွေပညာလိုက်စားတဲ့အခါမှာဒီလောက်လေးတိုက်ရင်ကျင့်တတ်ပြီလို့ဒီလိုရောင်ရဲတာဟာကောင်းသလားဆိုမကောင်းမရောင်ရဲတဲ့မှုပညာနဲ့ပတ်သက်လာလို့ရှင်လမ်းဆုံးသွားတယ်လို့မရှိဘူးဒါကြောင့်မို့ပညာကိုရှာတဲ့နေရာမှာကြတော့ရောင်ရဲမှုမရှိတာကပိုကောင်းတယ်ရောင်ရဲမှုရှိရင်မကောင်းဘူးရောင်ရဲမှုမရှိလေလေသိချင်စိတ်တွေများလေလေပညာတွေပိုတတ်လေလေဒီလိုဆိုလိုတာပေါ့နော်ပညာပိုတတ်လေပြောမယ်ဆိုလို့ရှိရင်သူပိဒါယသိဒီပင်္ဂရာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာဒီပင်္ဂရာမြတ်စွာဘုရားရဲ့လက်ထက်မှာတပည့်ခံပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထောက်လိုက်မယ်ဆိုရင်မဘုနိဗ္ဗာန်ကိုရနိုင်တဲ့အရေးချင်းသူမှရှိတယ်သို့တော့ဒီပင်္ဂရာမြတ်စွာဘုရားကမြတ်စွာဘုရားထံကတရားနာပြီးတော့ရလာတဲ့တပည့်တာဝကအဖြစ်နဲ့ရလာတဲ့အရတ္တမေရတ္တဖို့ဆိုတာနဲ့သူမယောင်ရဲဘူးသူကိုယ်တိုင်ဖျားဖြစ်ပြီးတတ္တဝါတွေကိုကဲတင်ရမှကျင့်တတ်မယ်ဆိုတဲ့ရောင်ရဲမှုမရှိခြင်းကြောင့်ဖျားဖြစ်သူရောက်လာတယ်လို့ဒီရှုထောင့်ကတစ်ခုကပြောလို့ရတယ်အဲ့တော့ကောင်းတဲ့ကိစ္စတွေမှာမယောင်ရဲတာဟာအကောင်းဆုံးပဲပညာရှာပြီးဆိုလို့ရှိရင်လေကိုရှာတဲ့ပညာလမ်းဆုံးသည့်ထိအောင်သူများမသိသေးတာတွေသိအောင်ပို့ပြီးတော့ဆင်ငဲရှာဖွေကြိုးစားအထောက်အောင်ရောင်ရဲတင်းတိမ်ဖို့မဖြစ်သင့်ဘူးတဲ့ဒါကြောင့်မို့ပညာရှာတဲ့နေရာမှာလည်းရောင်ရဲတင်းတိမ်ဖို့မရှိစေရဘူးကုသိုလ်ရေးကိစ္စမှာလည်းရောင်ရဲတင်းတိမ်ဖို့မရှိရဘူးကောင်းပြီအဘိဓမ္မာသဘောအရကုသလအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တဲ့ဒီတဘာဝတရားကိုအစဉ်စဉ်မြတ်စွာဘုရားဟောကြားထားတာရှိတယ်စဉ်စဉ်ဟောကြားထားတဲ့အခါမှာကာမဘုံနဲ့ဆက်ဆက်ပြီးတော့အကျိုးပေးတတ်တဲ့ကုသိုလ်မျိုးကိုကာမဝဆရကုသိုလ်ရူပဘုံအရူပဘုံတွေနဲ့ဆက်ဆက်ပြီးတော့အကျိုးပေးတဲ့ကုသိုလ်ကိုတော့မဟဲကုတ်ကုသိုလ်တဏှာကနေထွက်မြောက်သွားအောင်ဝိဆင်းရဲတွေကနေထုတ်ဆောင်ပေးနိုင်တဲ့ကုသိုလ်မျိုးကြတော့မက်ကုသိုလ်လို့ကုသိုလ်ဟာစွမ်းရည်တတ္တိလိုက်အစဉ်စဉ်ခွဲခြားထားတာရှိတယ်အဲ့ဒီစဉ်စဉ်ခွဲခြားထားတဲ့အခါမှာကာမဝဆရကုသိုလ်လောက်ကာမဝဆရကုသိုလ်ရပြီးတဲ့နောက်မှာကာမဝဆရကုသိုလ်လောက်နဲ့မကျင့်တတ်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာမဲကုတ်ကုသိုလ်လို့ဆိုတဲ့တမာတိကျင့်စဉ်တစ်ခုကိုကျင့်ပြီးရလာတဲ့အစစ်မြင့်တဲ့ကုသိုလ်မျိုးကိုသူရအောင်ကြိုးစားလာတယ်အကယ်၍ကာမဝဆရကုသိုလ်မျိုးလေးနဲ့တင်ကျင့်တတ်နေလို့ရှိရင်သူရှစ်တက်ဖို့မရှိတော့ဘူးပေါ့ဒါကြောင့်မဲကုတ်ကုသိုလ်ဆိုတဲ့တမာတိကျင့်စဉ်ကျင့်ပြီးတော့ရလာတဲ့ကုသိုလ်မျိုးမရရအောင်သူကြိုးစားတယ်အဲ့ဒါကိုဆိုလိုတာအတ္တန်တုဋ္ဌိဒါသကုသလေတုဓမ္မေတုကုသိုလ်တရားတွေမှာကျင့်တတ်မှုရောင်ရဲမှုမရှိစေရဘူးတဲ့မရှိမှကောင်းတယ်လို့ဒီလိုခေါ်တာအဲ့ဒါကြတော့တန်တုဋ္ဌိဆိုတဲ့မင်္ဂလာနဲ့သွားပြောလို့မရနော်တန်တုဋ္ဌိမင်္ဂလာဆိုတာပစ္စည်းနဲ့ပတ်သက်ပြီးတော့ရောင်ရဲရမယ်လို့ပြောတာပညာနဲ့ပတ်သက်ပြီးရောင်ရမယ်လို့ပြောတာမဟုတ်ဘူးစီးပွားဥစ္စာရှာဖွေမှုနဲ့ပတ်သက်ပြီးရောင်ရဲရမယ်လို့ပြောတာမျိုးမဟုတ်ဘူးနောက်ဆုံးမှာကုသိုလ်တရားကုသိုလ်ကောင်းမှုပြုလုပ်ရမှာရောင်ရဲရမယ်လို့ဆိုလိုတာမဟုတ်ဘူးလို့ဒီလိုမှတ်သားကြရတာပေါ့ဟောကာမဝဆရကုသိုလ်ရလို့မဟကုတ်ကုသိုလ်လို့ခေါ်တဲ့တမာရီကျင့်စဉ်ကျင့်လို့ရလာတဲ့ဒီကုသိုလ်တွေရလာဒီလောက်နဲ့လည်းမကျင့်တတ်သေးဘူးဒီတဲ့အစဉ်ချင်းနဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ရလာတဲ့မက္ကုသိုလ်အဲ့ဒီမက္ကုသိုလ်ရလာပြီနောက်ဆုံးမှာအစစ်မြင့်ဆုံးကုသိုလ်ဆိုတာအရတ္တမေကုသိုလ်ပဲဖြစ်တယ်ပေါ့အရတ္တမေကုသိုလ်မရမချင်းကုသိုလ်နဲ့ပတ်သက်လာပြီးတော့ကျင့်တတ်ရောင်ရဲမှုရှိတာ
မကောင်းဘူးမကျေနပ်ရဘူးရောင်ရဲမှုမရှိစေရဘူးလမ်းဆုံးသည့်ထိအောင်ကုသိုလ်တွေအမြင့်ဆုံးရောက်သည့်ထိအောင်ကြိုးစားအထောက်ရမယ်လို့မြတ်စွာဘုရားဒီလိုဟောတာဟုတ်ကောင်းပြီဒါဖြင့်ကာမဝဆရာကုသိုလ်လို့ဆိုတာဒီကနေ့အများစုရရှိနေကြတဲ့ကုသိုလ်တွေပဲပစ္စည်းဥစ္စာကိုဆွန့်လှူတဲ့ဒါနကုသိုလ်သီလဆောက်တည်တဲ့သီလကုသိုလ်ကမ္မထာဘာဝနာရှေ့ပိုင်းမှာသမထကျင့်စဉ်ကိုပဲကျင့်ဝိပဿနာကျင့်စဉ်ကိုပဲကျင့်မအောင်မြင်သေးခင်ရှေ့ပိုင်းကျင့်နေသမျှကုသိုလ်တွေဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အဲ့ဒီကုသိုလ်၃မျိုးဟာကာမဝဆရာကုသိုလ်လို့ပဲခေါ်တယ်ကာမဝဆရာကုသိုလ်နဲ့ပဲလောက်ရတယ်လို့ဒီလိုဆိုလို့အဲ့တော့ဘုန်းကြီးတို့တွေမိမိတို့ပိုင်တဲ့ပစ္စည်းကိုစေတနာ၃တန်ပြတ်ထမ်းပြီးတော့လှူဒန်းနေကြတဲ့ဒါနကုသိုလ်ဒါနလုပ်ရင်ဘယ်ကုသိုလ်မျိုးတုံးဆိုအခုကာမဝဆရာကုသိုလ်ပဲသီလဆောက်တည်ကျင့်သုံးလို့ရလာတဲ့ကုသိုလ်ကဘယ်ကုသိုလ်တုံးကာမဝဆရာကုသိုလ်ပဲသမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ရှေ့ပိုင်းကကျင့်ကြံကြိုးကုပ်အထောက်နေတဲ့ကုသိုလ်တွေကဘယ်ကုသိုလ်တုံးဆိုကာမဝဆရာကုသိုလ်ပဲဒီကာမဝဆရာကုသိုလ်ရဲ့အကျိုးပေးရနယ်ဟာကာမဘုံထဲမှာသာရှိတယ်ဒီတဲ့အထက်ကိုသူကထုတ်ဆောင်နိုင်မှုမရှိဘူးမစွမ်းနိုင်ဘူးဒီအဆင့်ပဲရမယ်လို့ဆိုလို့ကာမဘုံထဲမှာပဲသူကအကျိုးပေးလို့ရတယ်အဲ့ဒီမှာလည်းပဲကာမဝဆရာကုသိုလ်မှာလည်းပဲအဆင့်ဆင့်ခွဲထားလိုက်သေးတာကာမဝဆရာကုသိုလ်ကိုအကျဉ်းချင်းအားဖြင့်အခြေခံ classification ပေါ့အခြေခံခွဲခြားချက်ကတော့10မျိုးနဲ့ခွဲခြားတယ်ခွဲခြားပုံကိုအလွယ်တကူသိဖို့ရအတွက်ဘယ်လိုသတ်မှတ်ရမလဲလို့ဆိုရင်ဒါနပဲလုပ်လို့သီလပဲစောင့်တည်ကမ္မထာဘာဝနာပဲပွားများအထုတ်ကြောင်းကျိုးဆင်ញင်မှုအသိဉာဏ်ပါဝင်လို့ရှိရင်ဉာဏတံပယုတ်လို့ခေါ်တယ်ကြောင်းကျိုးဆင်ញင်မှုအသိဉာဏ်မပါဘူးဆိုလို့ရှိရင်ဉာဏဝိပယုတ်ဉာဏ်နဲ့လှုပ်သမျှဉာဏတံပယုတ်ကုသိုလ်ဉာဏ်မပါဘဲနဲ့လှုပ်တာကဉာဏဝိပယုတ်ကုသိုလ်လို့ဟောအသိဉာဏ်ရှိမရှိနှစ်ခုနဲ့ခွဲလိုက်တယ်အဲ့ဒီနှစ်ခုနဲ့ခွဲထားတာကိုထပ်ပြီးတော့ခံစားချက်2မျိုးနဲ့ထပ်ပြီးတော့ခွဲတယ်ဝမ်းမြောက်ဝမ်းသာလှုပ်တာလားဝမ်းသာမှုမထင်ရှားပဲနဲ့လှုပ်တာလားလို့ဟောဒီခံစားမှု2မျိုးနဲ့ခွဲလိုက်ပြန်တယ်ဉာဏ်ရှိမရှိ2မျိုးကိုခံစားမှု2မျိုးနဲ့နှစ်ကိုနှစ်နဲ့မြောက်တဲ့အခါကျတော့4ဖြစ်တယ်ပေါ့အဲ့ဒီလိုမြောက်ပွားထားတဲ့သဘောကိုပြောတာအဲ့ဒါကိုတခါဒီကုသိုလ်စိတ်ဖြစ်တဲ့အခါမှာပထမဆုံးကတွန်းဆုတ်ဖြစ်နေရကနေတွန်းအားတွေပေးမှထက်တန်လာတာလားသို့မဟုတ်စရတဲ့ကထက်ထက်မြက်မြက်ဖြစ်တာလားလို့စရတဲ့ကထက်ထက်မြက်မြက်ဖြစ်ရင်အသင်္ခါရိကကုသိုလ်လို့ခေါ်တယ်တွန်းဆုတ်ပြီးတော့မှပြန်ထက်အောင်လုပ်လို့ထက်လာတာကြတော့သသင်္ခါရိကကုသိုလ်လို့ခေါ်တယ်တိုက်တွန်းပေးရမှုရှိမရှိဆိုတဲ့ဒီနှစ်ခုနဲ့4ကိုနှစ်နဲ့မြောက်တဲ့အခါကျတော့10ဖြစ်သွားတယ်ဒါကိုပဲမဟာကုသိုလ်စိတ်10ခုလို့ခေါ်တာဟောမဟာကုသိုလ်စိတ်10ခုကိုအလွယ်တကူမှတ်ချင်လို့ရှိရင်အဲ့ဒီပုံစံနဲ့မှတ်အသိဉာဏ်ရှိတာမရှိတာနှစ်ခုကိုတီးခံစားမှုနှစ်ခုဝမ်းသာမှုရှိမရှိနဲ့မြောက်နှစ်နလီ4အဲ့ဒီ4ကိုထက်မြက်မှုရှိမရှိတိုက်တွန်းပေးရမှုရှိမရှိနှစ်ခုနဲ့မြောက်တဲ့အခါကျတော့ရှေးလို့အဲ့ဒီနီးနဲ့မဟာကုသိုလ်စိတ်ကို10မျိုးလို့ဒီလိုမြောက်ထားတာဒါ basically classification လို့ခေါ်တယ်အခြေခံအားဖြင့်မြောက်ပွားပြီးတော့ပြတာဒီပြင်းနီးနဲ့မြောက်ပွားမယ်ဆိုရင်မဟာကုသိုလ်စိတ်တွေအများကြီးဖြစ်နိုင်တယ်လို့ဒီလိုဆိုလို့တာဒီ10ခုဟာအခြေခံခွဲခြားချက်မျှတာဖြစ်တယ်အဲ့ဒီ10ခုကိုကာမဝဆရာကုသိုလ်လို့ခေါ်တယ်သူ့ရဲ့အကျိုးပေးတဲ့နယ်ပယ်ဟာ
ရှင်းပုံရအပြင်ကာမဘုံမှသာအကျိုးပေးတယ်ကာမဘုံဆိုတာလူပြည်နတ်ပြည်6ထပ်အဲ့ဒီမှာပဲသူဒီကုသိုလ်အကျိုးပေးမယ်တိရစ္ဆာန်ဘုံတွေရောကာမဘုံကာမကုသိုလ်ကအကျိုးမပေးဘူးလားလို့ဆိုလူလောက်တာပြည့်ပြည့်ဝဝအကျိုးမပေးပေမဲ့လို့အကျိုးပေးသေးတာဆိုပါစို့ခွေးဖြစ်ရတာတော့အကုသိုလ်ကံကြောင့်ဖြစ်တာပဲသို့တော့တထေးအိမ်မှာခွေးဖြစ်ပြီးတော့တထေးကအဲ့ဒီခွေးကိုကြာကြာနာနာကျွေးထားတယ်ဆိုရင်အဲ့ဒီခွေးဟာကြာကြာနာနာစားရတာတို့အိမ်ပေါ်မှာအခန့်သားအိပ်ရတာတို့ကြတော့ကာမဝဇ္ဇကုသိုလ်ရဲ့အကျိုးလို့ဒီလိုမှတ်ရမှာခွေးချင်းတူပေမဲ့လို့အမိုက်ပုံးကိုမနှိုက်ရဘူးပေါ့နော်အဲ့ဒီလိုတိရစ္ဆာန်တွေမှာလဲဒါနရှိရင်ရှိတယ်လို့အကျိုးတရားလာတာပဲဘဝဘေးကြောင့်ခွေးဖြစ်သွားရပေမဲ့လို့ကုသိုလ်ကောင်းမှုရဲ့စောင့်ရှောက်မှုကြောင့်ကောင်းကောင်းမွန်မွန်နေရတယ်ကောင်းကောင်းမွန်မွန်စားရတယ်အရှင်သခင်နဲ့ကြီးရတယ်ဆိုတာမျိုးတွေဖြစ်အေးတချို့ကြတော့လူကတော့ခွေးဝေယဝိဆာလိုက်လုံနေတာရှိသေးတယ်နော်မနေ့ဆိုကျိုးလေးနဲ့ဆွဲပြီးတော့ခွေးကိုလမ်းလျှောက်ပေးရသေးတယ်ခွေးရဝေယဝိဆာလည်းနဲတာမဟုတ်ဘူးနော်သူကတော့ဟန်ကြလူကသူ့ရဲ့ဝေယဝိဆာတွေအကုန်လုံးပေးတယ်ရေချိုးပေးတယ်အဲ့တော့ကာမဝဆရာကုသိုလ်ရဲ့အကျိုးတရားတွေလို့ဒီလိုပြောလို့ရတယ်အပေပုံထိအောင်ကာမဝဆရာကုသိုလ်ရဲ့အကျိုးသက်ရောက်မှုကရှိတယ်လို့ဒီလိုပြောအဲ့ဒီကုသိုလ်မျိုးဟာဒီလိုကုသိုလ်မျိုးနဲ့တင်ခြေနှက်နေမယ်ဆိုလို့ရှိရင်လူတွေဟာတန်တရားတွေကထွက်ဖို့သိပ်ပြီးတော့မရှိဘူးပေါ့ဒါနလေးလုပ်လိုက်သီလလေးစောင့်တည်လိုက်ဒါနကိုပြည့်ပြည့်ဝဝလုပ်ပြီးတော့သီလကိုအတိုင်းအတာတစ်ခုနဲ့လုပ်မယ်ဆိုရင်လူပြေမှာဖြစ်တယ်ဒါနရောသီလရောလွန်လွန်ကဲကဲလုပ်ပြီးဆိုရင်နတ်ပြေဖြစ်တယ်လို့ဒီလိုဆိုတာပေါ့နော်ဘာဝနာဆိုတာကြတော့အစ်မမီဘူးကောင်းပြီအဲ့ဒါလောက်လေးနဲ့ဒါနသီလဘာဝနာအခြေခံလေးနဲ့မကျေနပ်သည့်အတွက်ကြောင့်ရူပဝဆရာကုသိုလ်အရူပဝဆရာကုသိုလ်လို့ဆိုတဲ့ပြမဘုံကိုဖြစ်စေနိုင်တဲ့ကုသိုလ်မျိုးကိုရခြင်းနဲ့ရခြင်းပြီဆိုတဲ့အခါမှာဒါနလုပ်တယ်လို့လည်းမလွယ်ဘူးသီလဆောက်တည်တယ်လို့လည်းမလွယ်ဘူးဘာကြောင့်မလွယ်တာတုံးဆိုတော့ဒါနဆိုတာကိုယ်ရှိတဲ့ပစ္စည်းဥစ္စာကိုအလူကံပုဂ္ဂိုလ်အားဆွန့်လွတ်ပေးခြင်းအပြင်ဒါနကုသိုလ်ဆိုတာဖြစ်နိုင်သီလဆိုတာကာယကံနဲ့ဝစီကံဒီနှစ်ခုကိုစိကံတကြထိမ့်သိမ့်လိုက်လို့ရှိရင်သူများအသက်မတတ်ပါဘူးမေတ္တာထားပါမယ်သူများဥစ္စာမတရားသဖြင့်မယူပါဘူးရှောင်ကျဉ်ပါမယ်သူတို့ဘာသာမယာမပြစ်မှားပါဘူးစင်ကြယ်အောင်နေပါမယ်လိန်ဒီလီပြမပြောကြပါဘူးမှန်တာကိုသာပြောပါမယ်တေးသေးရဲ့မတော့စားပါဘူးရှောင်ကျဉ်ပါမယ်ဆိုတာလေးနဲ့တင်ပဲသီလကုသိုလ်ဆိုတာဖြစ်သွားနိုင်တယ်လေကာယကံနဲ့ဝစီကံဒီနှစ်ခုကိုရှောင်ကျဉ်လိုက်တာနဲ့သီလဆိုတာပြည့်စုံသွားတယ်စိတ်ကတော့ဘလို့ပဲနေအဓိကမဟုတ်ဘူးဒါနကုသိုလ်နဲ့သီလကုသိုလ်ရသွားပြီဘာဝနာကုသိုလ်လို့ဆိုတဲ့တမာတိလုပ်ငန်းကိုလုပ်ပြီဆိုတဲ့အခါကျတော့စိတ်ကိုထိမ့်သိမ်းရတဲ့အနေအထားမျိုးတစ်ခုဖြစ်တယ်အဲ့တော့သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီလို့ဆိုရင်ကျင့်တာဘာလဲကျင့်တာတော့ဆိုဒီကာမဝဆရာကုသိုလ်နဲ့ပဲကျင့်ရဆိုပါစို့ထွက်လေဝင်လေလေးကိုအာယုစိုက်ပြီးတော့သမထအကျင့်ကိုကျင့်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးကိုချင်းကပ်ပြီးတော့အသက်ရှူတာကိုတတိထားပြီးတော့ရှူတယ်ရှူတဲ့လေလေးကိုအာယုပြုတ်ပြီးတော့လေလေးရဲ့လှုပ်ရှားမှုလေးကိုအာယုပြုတ်ပြီးတော့ရှူသွင်းခြင်းရှိုက်ထုတ်ခြင်းဆိုတာလေးပေါ့စိတ်ကလေးတည်ငြိမ်နေအောင်ကြိုးစားတယ်အဲ့ဒါလို့ကြိုးစားတဲ့အခါမှာမိမိရဲ့ရှူရှိုက်နေတဲ့လေလေးကအာယုနမိတ်ကလေးတစ်ခုအဖြစ်ပြောင်းလဲပြီးတော့လာတတ်တယ်အလင်းအောင်တန်းလေးပဲဖြစ်စေမိကိုယ်တန်းလေးပဲဖြစ်စေပလဲလုံးလေးတို့ပဲဖြစ်စေ
တူနဲ့တူမတူညီတဲ့စိတ်ထဲမှာပေါ်လာတဲ့အာယုန်နမိတ်ဆိုတာလေးတွေပေါ်လာတတ်တယ်ဒါနမိတ်အဲ့ဒီနမိတ်ပေါ်မှာစိတ်ကိုတည်ငြိမ်အောင်ကြိုးစားလိုက်မယ်အဲ့ဒီကြိုးစားနေတဲ့အချိန်မှာရတဲ့ကုသိုလ်တွေကဘာကုသိုလ်လို့ဆိုကာမဝဆရာကုသိုလ်ပဲရှိဖြစ်တယ်အဲ့လိုကြိုးစားလို့နမိတ်ပေါ်မှာတမာရီစွမ်းအားတွေကြီးမားစွာဖြစ်လာပြီကာမိဆန္ဒဆိုတဲ့និဝရဏတရားကင်းသွားပြီအလိုမကျမှုဆိုတဲ့ဗျာပါဒကင်းသွားပြီအိတ်ချင်ထိုင်းမိုက်မှုဆိုတဲ့ဌိနမိတ်တွန်းဆုံမှုဆိုတဲ့ဌိနမိတ်တွေကင်းသွားပြီစိတ်လေလွတ်မှုတွေစိတ်ပူပန်မှုတွေဆိုတဲ့ဩဒိစ္စကုက္ကုဆတွေကင်းသွားပြီတန်တရားဖြစ်မှုဆိုတဲ့ဝိသိကိစ္စတွေကင်းသွားပြီဆိုလို့ရှိရင်ဒါတွေကိုတမာရီစွမ်းအားကဖယ်ရှားပြစ်လိုက်တာနဲ့တပြိုင်နက်ဒီအာယုံလေးပေါ်မှာစိတ်ကလေးဟာအာယုံလေးပေါ်မှာစိတ်ကလေးကိုတင်ပေးနေတဲ့ဝိတက်စိတ်ကူးတယ်ဆိုတာလေးရဲ့စိတ်ကူးထားတဲ့အာယုံလေးပေါ်မှာရေဝဲနေတဲ့ကြံစီနေတဲ့ဆိုတဲ့ဝိသရာလေးရဲ့จิตနဲ့နှစ်သက်နေတဲ့ပီတိရဲ့ချမ်းမြေ့ကြည်နူးနေတဲ့ဒုက္ခရဲ့စိတ်ကလေးတည်ငြိမ်နေတဲ့ဧကဂတရဲ့လို့ဆိုတဲ့ဒီတဘာဝတရား၅ခုကစိတ်ကိုလွှမ်းခြုံထားပြီလို့ဆိုလို့ရှိရင်ဒါဟာပထမဇန်လို့ခေါ်တာပထမဇန်ရလာပြီဆိုတာနဲ့တပြိုင်နက်အကုသိုလ်တွေကိုတွန်းလှန်ဖယ်ရှားပစ်ပြီးတော့စိတ်ကလေးဟာဒီအာယုံလေးပေါ်မှာနမိတ်ကလေးပေါ်မှာပဲတည်ငြိမ်ပြီးတော့ကြာသွားတယ်အဲ့ဒီကြာသွားတာလေးကိုပထမဇန်လို့ခေါ်တယ်ဝိဝေကသပိတိဒုက္ခတဲ့ကာမဂုဏ်အာယုန်နေနဲ့ကင်းကွာလွတ်လပ်ပြီးရရှိလာတဲ့ချမ်းသာမှုခြေနှက်မှုလောကလူတွေကရနေတဲ့ပိတိဒုက္ခတွေကဘယ်ကနေရတာတော့ဆိုမျက်စိကကြည့်ပြီးတော့ကိုကြိုက်တာကိုမြင်နေတာလေးမြင်ရတဲ့အခါပိဒုက္ခဖြစ်တယ်နားကကိုကြားကျင်တဲ့တခြင်းတန်လေးကြားပြီးတော့ပိတိဒုက္ခဖြစ်တယ်နှာခေါင်းကမွှေးကြိုင်တဲ့အနံ့ကလေးကိုနမ်းရှုပြီးတော့ပိဋိဒုက္ခတွေဖြစ်ကြတယ်လျှာကကြိုက်တဲ့အရာသာလေးကိုစားပြီးခံစားပြီးတော့ပိဋိဒုက္ခတွေဖြစ်ကြတယ်ခန္ဓာကိုယ်ကတတ်တာတဲ့အထီးအတွေ့ကောင်းမှုလေးတွေကိုထိတွေ့ပြီးတော့ပိဋိဒုက္ခဖြစ်ကြတယ်လို့ဟောတယ်လို့ကာမဂုဏ်အာယုန်တွေကနေရလာတဲ့ပိဋိဒုက္ခမျိုးအဲ့ဒီပိဋိဒုက္ခမျိုးကိုသာလဲအများစုကခံစားဘူးတယ်အခုပြောတဲ့အဲ့ဒီကာမဂုဏ်အာယုန်တွေကိုဖယ်ရှားပြစ်လိုက်လို့ရလာတဲ့ပိဋိဒုက္ခမျိုးကြတော့ဝိဝေကာသပိဋိဒုက္ခလို့ခေါ်တယ်ကာမဂုဏ်အာယုန်တွေနဲ့လွတ်ကင်းပြီးတော့မှရလာတဲ့ပိဋိဒုက္ခမျိုးကပို့ပြီးတော့ငြိမ်းချမ်းတယ်တဲ့အဲ့ဒီငြိမ်းချမ်းတဲ့ရလာတဲ့ဒီကုသိုလ်လေးဟာဘဟိကုတ်ကုသိုလ်လို့ခေါ်တာပဲဒီကုသိုလ်ကကာမဝဆရာကုသိုလ်တွေတဲ့အဆင့်မြင့်ပြီးတော့အကျိုးပေးရင်ဘယ်မှာအကျိုးပေးတော့ဆိုဗြဟ္မပြေမှာအကျိုးပေးတယ်ဒီကုသိုလ်ရဲ့စွမ်းအားကြောင့်ဗြဟ္မပြေမှာဗြဟ္မဖြစ်တယ်လို့ပထမဇန်ရရင်ပထမဇန်ဗြဟ္မဘုံမှာဖြစ်တယ်လို့ဒီလိုဟာမျိုးဆိုလိုတာနော်ဒါကြောင့်မို့ကာမဝဆရာကုသိုလ်နဲ့จิตအာရမှုမရှိပဲရူပဝဆရာကုသိုလ်သို့မဟုတ်မေဂုတ်ကုသိုလ်လို့ဆိုတဲ့ဇန်ကုသိုလ်မျိုးရအောင်ကြိုးစားအထောက်နိုင်ရမယ်တင့်တယ်ရောင်ရဲနေမယ်ဆိုရင်ကုသိုလ်အစဉ်စဉ်ရအောင်လုပ်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားကကုသိုလ်တွေနဲ့ပတ်သက်ပြီးရောင်ရဲမှုမရှိရဘူးရောင်ရဲမှုမရှိရဘူးလို့ဒီလိုဆိုလိုတာကဲကောင်းပြီပထမဇန်ကုသိုလ်လေးရပြီဆိုတဲ့အခါမှာဒီတဲ့အစဉ်မြင့်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်အဲ့ဒီကုသိုလ်ကိုဘာကုသိုလ်လို့ခေါ်လဲနော်အဲ့ဒီကုသိုလ်တမာဓိစပိဋိဒုက္ခတမာဓိကြောင့်ဖြစ်ပေါ်လာတဲ့ပိဋိဒုက္ခခုနကတော့ဝိဝေကာသပိဋိဒုက္ခပထမဇန်ကုသိုလ်ကကာမဂုဏ်အာယုန်ကြီးကင်းစိတ်သွားလို့ရလာတဲ့ပိဋိဒုက္ခအခုဒုတိယဇန်ကြတော့ဝိတက်ဝိสารဆိုတဲ့စိတ်ကူးကြံစည်မှုတွေကိုဖယ်ရှားလိုက်ပြီးတော့တမာရီစွမ်းအားကြောင့်ရလာတဲ့ပိဋိဒုက္ခနဲ့ရပ်တည်နိုင်တဲ့ဇံမျိုးကြတော့ဒုတိယဇံလို့ခေါ်တယ်ဒုတိယဇံတမာဓိကြောင့်ဖြစ်ပေါ်လာတဲ့ပိဋိဒုက္ခ
ဝန္တာမှုနဲ့ချမ်းသာမှုတဲ့ဟောဒီအဆင့်ကခုနအဆင့်နဲ့မြင့်သွားပြန်တယ်ပေါ့နောက်တစ်ခါအဲ့ဒီပီတိလို့ခေါ်တဲ့ဒီတဘာဝတရားယင်တဲ့နှလုံးထဲမှာဖြစ်ရင်တမာတိစွမ်းအားကိုအနှောက်အယှက်ပေးနေတယ်လို့ရှင်ထဲမှာလိုက်ဒီခံစားရတာဖြစ်တော့ကြောင့်ဒီတမာတိကျင့်စဉ်တစ်ခုကျင့်နေတဲ့ပုဂ္ဂိုလ်ဟာဒီပိဋိဒုက္ခဟာလှုပ်ရှားရင်းရိုင်မှုရှိတယ်ပိဋိဟာလှုပ်ရှားမှုရှိတယ်ဒါကြောင့်တမာတိကိုနှောက်ယှက်ပေးတယ်လို့စိတ်ထဲမှာထင်မြင်လာပြီးတော့အဲ့ဒီပိဋိကိုဖယ်ရှားလိုက်တဲ့အခါကျတော့ဘယ်ဒုက္ခမျိုးရတော့ဆိုနေပိဋိကဒုက္ခတဲ့ပိဋိမပါတဲ့ချမ်းသာတည်ငြိမ်တဲ့ချမ်းသာတစ်ခုကိုရသွားတယ်တမာရီကိုတိုးမြင့်ပြီးတော့ချင့်လိုက်တာနေပိဋိကဒုက္ခအဲ့ဒါကတတ္တိယဇံချမ်းသာလို့ခေါ်တယ်အဲ့ဒီပိဋိမပါတဲ့ချမ်းသာဒုက္ခမှာဒုက္ခဆိုတာလေးကခံစားမှုလေးထင်ရှားနေတယ်အဲ့ဒီထင်ရှားတဲ့ခံစားမှုတွေတမာရီကိုနှောက်ယှက်ပေးတာမျိုးဖြစ်တော့ကြောင့်ဒီချမ်းသာခံစားမှုလေးကိုမလိုချင်တော့ဘူးချမ်းသာကိုလက်လျူရှုချင်တယ်တမာတိစွမ်းအားနဲ့ပဲတည်ငြိမ်မှုကိုပုံမြန်လို့တယ်လို့ဆိုတဲ့အခါကျတော့ဒုက္ခကိုဖယ်ရှားလိုက်ပြီးတော့တည်ငြိမ်မှုဆိုတဲ့ဥပိ္ပခာနဲ့ယက်တည်တယ်အဲ့ဒါကြတော့ဥပိ္ပခာဒုက္ခစံချမ်းသာစတုထဇံလို့ခေါ်တယ်အဲ့ဒီစတုထဇံကြရင်တမာတိအရှိန်ဟာအမှန်တမ်းကောင်းလို့တကောအပင်ရှင်တွေအမျိုးမျိုးဖန်ဆင်းနိုင်တဲ့အနေအထားမျိုးထိရောက်သွားတယ်လို့ဒီလိုဆိုတာနော်အဲ့ဒီကုသိုလ်တွေဟာရူပဝဆရဇံကုသိုလ်မို့ဘဟကုတ်ကုသိုလ်ကာမဘုံနဲ့ကာမကုသိုလ်တဲ့အစပေါင်းများစွာမြင့်မြတ်လို့ဘဟကုတ်ကုသိုလ်လို့ဒီလိုဆိုတာအဲ့တော့ကာမကုသိုလ်လေးနဲ့ကျင့်နှက်နေတဲ့ပုဂ္ဂိုလ်တယောက်ရောင်ရဲနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီမဟကုတ်ဇံကုသိုလ်တွေကိုရနိုင်ဖို့သူ့မှာမဖြစ်ဘူးတဲ့ဒါကြောင့်မို့ဒီကုသိုလ်မျိုးကိုမရသေးလို့ရှိရင်တို့တွေရအောင်ကြိုးစားရမယ်ကာမကုသိုလ်လေးနဲ့တင်ရောင်ရဲပြီးတော့မနေရဘူး။အော်ကုသိုလ်နဲ့ပတ်သက်ပြီးရောင်ရဲမှုရှိတာဟာမကောင်းဘူးလို့ဒီလိုဆိုလိုတာပေါ့နော်။မရောင်ရဲရဘူးတဲ့။ဒါဖြင့်ရူပဝဆရကုသိုလ်တမာတိကျင့်စဉ်မှာရူပဝဆရစရုထဇာဟာအမြင့်ဆုံးလားလို့ဆိုမဟုတ်သေးဘူး။သူ့ရဲ့တိုးမြင့်လို့ရသေးတယ်။တိုးမြင့်လို့ရတဲ့အခါမှာတမာတိစွမ်းအားနဲ့ထပ်မြင့်လို့တော့ရတယ်ဝေဒနာဆိုတဲ့ခံစားချက်ကဥပိ္ပခာဟာအဆင့်မြင့်ဆုံးဖြစ်လို့သူ့ကိုဖယ်ရှားလို့မရတော့ဘူးမရတော့ဘာလို့ရတော့ဆိုအာယုံပြောင်းပြီးတော့အဆင့်မြင့်တဲ့ဤစနစ်ကိုပြောင်းလိုက်တယ်အာယုံပြောင်းတယ်လို့ဆိုတာရှေ့ပိုင်းကကတိုင်းယုတ်တွေနဲ့ရှုပြီးတော့တက်လာလို့ရှင်အဲ့ဒီကတိုင်းယုတ်တွေကိုဖယ်ရှားပြီးတော့ဘာမှမရှိတဲ့ space လို့ခေါ်တယ် infinite space ပေါ့အကန့်အသတ်မရှိတဲ့လေဟာပြင်လေးတစ်ခုကိုအာယုပြုတ်ပြီးတော့တက်လာတဲ့ဇာန်ကြတော့ပထမအရူပဇာန်လို့ခေါ်တယ်သူကပို့ပြီးတော့အဆင့်မြင့်သွားပြန်တယ်တခါဒုတိယအဲ့ဒီလေဟာနယ်လေး space လေးကိုအာယုပြုတ်ပြီးတော့ရပ်တည်နိုင်တဲ့တမာတိစွမ်းအားကိုထပ်ပြီးတော့မြင့်လိုက်တဲ့အခါမှာဘယ်လိုမြင့်ရတော့ဆိုအဲ့ဒီလေဟာနယ်လေးကိုအာယုံပြုတ်ပြီးတော့နေနိုင်တဲ့စိတ်ကိုပဲပြန်ပြီးတော့အာယုံပြုတ်လိုက်တဲ့အခါကျတော့တဆင့်မြင့်သွားတဲ့ဇံကိုရပြန်တယ်အဲ့ဒါကဒုတိယအရူပဇံလို့ခေါ်တယ်တခါသူ့ကိုအဆင့်မြင့်တဲ့အခါကျတော့ဒုတိယအဆင့်ရောက်သွားတဲ့အခါပထမတုန်းကဇံစိတ်တွေဟာလုံးဝမရှိတော့ဘူးလုံးဝမရှိတော့ဘူးဆိုတဲ့နတ္ထိဘာဝမရှိတော့တာကိုအာယုံပြုတ်ပြီးတော့ရတဲ့ဇံကိုကြတော့တတ္တိယအရူပဇံလို့ခေါ်တယ်ပေါ့အဲ့ဒီမရှိတာကိုအာယုံပြုတ်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ကိုတခါအာယုံဖြစ်အသုံးချလိုက်တဲ့အခါကျတော့စတုထအရူပဇံစိတ်လို့ခေါ်တယ်အဲ့ဒီစိတ်ကြတော့အင်တမသိမ်မွေ့သွားပြီစိတ်ရှိသလားမရှိဘူးလားလို့ပြောလို့မရတော့အောင်အလွန်သိမ်မွေ့သွားတဲ့အနေအထားမျိုးကိုရောက်သွားတယ်အဲ့ဒါဟာတမာတိကျင့်စဉ်မှာတော့အဆင့်အမြင့်ဆုံးပဲလို့ဒီလိုပြောတာမဟကုတ်ကုသိုလ်တွေထဲမှာတော့အဆင့်အမြင့်ဆုံးစာပေလို့ပြောရင်နေဝတင်ညာနာတင်ညာရဏကုသိုလ်လို့ခေါ်တယ်အဲ့ဒီကုသိုလ်ဟာအဆင့်အမြင့်ဆုံးပဲကာမဝဆရကုသိုလ်နဲ့မကျေနပ်လို့ရူပဝဆရကုသိုလ်ရအောင်လုပ်တယ်ရူပဝဆရကုသိုလ်နဲ့မရောင်ရဲနိုင်လို့အရူပဝဆရကုသိုလ်ရအောင်လုပ်တယ်လို့
ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကအတ္တန်ဒုဋ္ဌိတာသကုသရေတုဓမ္မေတုကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့ရောင်ရဲတင့်တယ်မှုမရှိရဘူးတဲ့မရှိတာပိုကောင်းတယ်လို့ဒီလိုပြောတာနော်ဒီလိုဟောတာကဲဒါဖြင့်နေဝတိညာနာတိညာရဏဇံဆိုတဲ့တမာရိကျင့်စဉ်ဟာလမ်းဆုံးသွားပြီဆိုတော့ဒီတဲ့ကောင်းတာရောရှိသေးလားဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားရှိသေးတယ်သောတပတ္တိမေကုသိုလ်တဂရဂါမိမေကုသိုလ်အနာဂါမိမေကုသိုလ်အရဟတမေကုသိုလ်ဆိုတဲ့အဲ့ဒီမေကုသိုလ်တွေကြတော့ဒီတဲ့ကောင်းတယ်မက်ဆိုတာဘာကိုခေါ်တာတုံးလို့ဆိုတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပစတဲ့ရှစ်ခုရဲ့အပေါင်းအစုကိုမက်လို့ခေါ်တာအဲ့ဒီရှစ်ခုပေါင်းနဲ့ဖွဲ့စည်းထားတဲ့မက်ကုသိုလ်တွေဟာအမှန်တမ်းအစွမ်းထက်တယ်ဒါကြောင့်မို့အဲ့ဒီမက်ကုသိုလ်တွေကိုရဖို့နီလန်းကိုရှာလိုက်တဲ့အခါဘယ်လမ်းကြောင်းကနေတက်မလဲလို့ဆိုရင်တမာတိကျင့်စဉ်ကျင့်လို့အဲ့ဒီလမ်းကြောင်းကိုမတွေ့ဘူးသမထကျင့်စဉ်ကျင့်ရင်အဲ့ဒီလမ်းကြောင်းကိုမတွေ့ဘူးနေဝတညာနာတညာရဏမှာလမ်းဆုံးသွားတယ်အဲ့ဒါကြောင့်မို့လို့ဒီမဲ့ကုသိုလ်တွေရဖို့ကြတော့ဝိပဿနာကျင့်စဉ်ကိုပြောင်းရတယ်ပေါ့ဝိပဿနာကျင့်စဉ်ကိုပြောင်းတယ်ဆိုတာအာယုံကိုပြောင်းပြီးတော့သဘာဝတရားကိုမြင်အောင်ရှုနိုင်တဲ့အာယုံဟာသဘာဝအာယုံပဲဖြစ်ရအဲ့ဒီသဘာဝအာယုံကိုအာယုံပြုတ်ပြီးတော့မှဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ရမယ်သဘာဝအာယုံဆိုဒီမှာဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်ရဲ့ခန္ဓာကိုယ်မှာဖွဲ့စည်းထားတာယုံနဲ့နာနှမျိုးသာဖြစ်တယ်ပေါ့အဲ့ဒီယုံနာနှမျိုးလုံးပြီးပြင်းနောက်ဆုံးမှာစတင်ပြီးတော့ငါတဏ္ဍာမှာယုံနဲ့နာနှမျိုးပဲရှိတယ်ငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးငါနဲ့ငါဟာပျောက်သွားသည့်အထိအောင်သဘာဝတရားတသက်မြတာဖြစ်တယ်တတ္တဝါဆိုတဲ့အမှတ်တင်ညာပျောက်သွားသည့်အထိအောင်ယုတ်တရားနံတရားကိုထင်ထင်ရှားရှားကြီးမြင်လာအောင်အတိညာနဲ့ရှုဖို့လိုလာတယ်ပေါ့အဲ့ဒီလိုဝိပဿနာဉာဏ်နဲ့ယုံနံတသက်မြတာဖြစ်တဲ့တတ္တဝါမရှိတော့ဘူးလို့မြင်လာပြီဆိုလို့ရှိရင်နာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်အဲ့ဒီနာမရူပပရိစ္ဆေဒဉာဏ်အခြေခံပြီးတော့ဒီယုံနံတွေဟာအကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူးဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်လာတာဖြစ်တယ်လို့အကြောင်းတရားပါတွဲဖက်သိလာလို့ရှိရင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်တယ်အဲ့ဒီနာမရူပပရိစ္ဆေဒဉာဏ်ပစ္စယပရိက္ခဉာဏ်တွေဟာဘယ်ကုသိုလ်တွေတုံးလို့မေးလို့ရှိရင်ကာမဝဆရကုသိုလ်ပဲခုနပြောတဲ့မဟာကုသိုလ်စိတ်ရှိခုတည်းကညာဏတ္တမြုပ်ကုသိုလ်တွေပဲလို့ဒီလိုပဲပြောအောင်အဲ့တော့မဲ့ကုသိုလ်တွေကိုရကျင်လို့ရှိရင်ကာမဝဆရကုသိုလ်ကပဲနဲ့တက်ရတယ်ဝိပဿနာကုသိုလ်ဆိုတာကာမဝဆရကုသိုလ်တွေပဲအဲ့ဒီကနေတဆင့်တက်သွားလိုက်တဲ့အခါမှာယုံနာဓမ္မသင်္ခါရတွေရဲ့ဖြစ်ပျက်မှုတွေကိုမြင်တယ်ပစ္စုပန်ကြအခုဖြစ်အခုပြက်တာကိုမြင်ရတယ်ဉာဏ်စဉ်တွေတက်သွားတယ်ဥရိယပယဉာဏ်နောက်ဆုံးကြတော့ပြက်တာတွေကြီးပဲမြင်လာတဲ့ဘင်္ဂဉာဏ်အနိစ္စလုံးဝအဆုံးထိအောင်မြင်ပြီးတဲ့အခါမှာအော်ယုံနာဓမ္မကြောက်စရာပဲလို့မြင်လာလို့ရှိရင်ဘယဉာဏ်အပြစ်တွေကိုမြင်လာတာအာရိနဝဉာဏ်အပြစ်တွေမြင်တော့စိတ်ပြက်လာတယ်မလို့ကျင်တော့ဘူးအာရိနဝနိဗ္ဗိဒာဉာဏ်ညှိငွေ့လာတဲ့အခါလွတ်ချင်လာတယ်ဆုတ်ကင်မထားကျင်တော့ဘူးမောစိတုကမြတာဉာဏ်လွတ်ဖို့ဘယ်လိုလွတ်ရမလဲဆိုတဲ့နိလန်းကိုဆင်ញင်သုံးသပ်တာပဋိသင်္ခာဉာဏ်နောက်ဆုံးမှာယုံနာဓမ္မသင်္ခါရတွေရဲ့သဘာဝတရားကိုအာယုံမဆက်ရတော့ဘဲနဲ့ရှင်းကြီးမြင်လာတဲ့အခါတည်ငြိမ်မှုတွေရလာတာသင်္ခါရုပ္ပခဉာဏ်လို့ဟောဉာဏ်စဉ်တွေဆက်အဲ့ဒီထိအောင်ကာမဝဆရကုသိုလ်ပဲရှိသေးတယ်ပေါ့အဲ့ဒီကနေပြီးတော့အနုလောမဉာဏ်ဆိုတာပရိက္ခဥပ္ပစာအနုလုံဂုတ္တရဘူးထိအောင်အနုလောမဉာဏ်တွေဖြစ်ပြီးဂုတ္တရဘူးရောက်တဲ့အခါကျတော့နိဗ္ဗာန်ဆိုတာကိုမြင်ရပြီအော်နိဗ္ဗာန်ဆိုတာဒီယုံ nant ခန္ဓာသင်္ခါရတရားတွေရဲ့ချုပ်ဆုံးတဲ့နေရာပါလားလို့ဆိုတာကိုလှမ်းမြင်ရတယ်အဲ့ဒီမြင်ရတဲ့နိဗ္ဗာန်ကို
ဂုတ္တရဘူးနဲ့အာယုံပြုတ်ထားတဲ့နိဗ္ဗာန်ကိုပဲနောက်ကဖြစ်ပေါ်လာမဲ့မက်ကိုလှမ်းပြီးတော့အချက်ပေးပြီးဂုတ္တရဘူးပြီးတဲ့အခါမှာသောတပတ္တိမက်ဆိုတဲ့ဟောဒီလောကုတ္တရာနယ်ဘက်ကိုကူးသွားတဲ့ message ဖြစ်ပေါ်လာတယ်အဲ့ဒီ message ဖြစ်တာနဲ့အမြင်မှန်မှားယွင်းတဲ့အမြင်တွေအလုံးကိုဖယ်ရှားပစ်ခြင်းတန်တရားအလုံးကိုကျော်လွှားခြင်းလို့ဆိုတဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စဒီနှစ်ခုကိုဖယ်ရှားပစ်နိုင်စွမ်းရှိတဲ့အပေကုံကိုကြစေနိုင်တဲ့ရာဂဒေါသမောဟစတဲ့ကိလေသာတွေကိုဖယ်ရှားပစ်နိုင်တဲ့သောတပတ္တိမက်ကုသိုလ်ဆိုတာကိုရလိုက်တယ်ပေါ့ရလိုက်တာနဲ့တပြိုင်နက်သောတပတ္တိဖို့ဆိုတဲ့အကျိုးတရားကိုချက်ချင်းထုတ်လုပ်ပေးလိုက်တယ်ဟောဒါကိုသောတပန်ဖြစ်တယ်လို့ခေါ်တာနော်အဲ့တော့သောတပတ္တိမက်ကုသိုလ်ရသွားပြီရသွားရင်အပယ်လွတ်တယ်ဒါလေးနဲ့ပဲကျင့်တတ်နေမယ်ဆိုရင်မြတ်စွာဘုရားမချီးမွမ်းဘူးလုံးเสียတွေရှိသေးတယ်တဂရဂါမိမဲ့တက်အောင်လုပ်ရမယ်အနာဂါမိမဲ့ဖြစ်အောင်လုပ်ရမယ်ပြီးတော့အရတ္တမဲ့မရောက်မချင်းဘဝကိုအရင်လေးဘဝနဲ့အကျွမ်းတဝင်မလုပ်ရဘူးလို့မြတ်စွာဘုရားကအကြိမ်ကြိမ်တတိပေးခဲ့တာဖြစ်တယ်အဲ့တော့ကုသိုလ်ဆိုတာဘယ်မှာလမ်းဆုံးတော့ဆိုရင်အရတ္တမဲ့ဆိုတဲ့ကုသိုလ်မှာလမ်းဆုံးတယ်ဒါကြောင့်မို့အတ္တတုဋ္ဌိတာသကုသရေတုဓမ္မေတုကုသိုလ်တရားနဲ့ပတ်သက်လာလို့ရှိရင်ရောင်ရဲမှုမရှိတာဟာကောင်းတယ်ရောင်ရဲမှုရှိရင်မကောင်းဘူးလို့ဒီလိုပြောတာနော်အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တန်တုဋ္ဌိလို့ဆိုတဲ့မင်္ဂလာတရားဟာပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးပစ္စည်းနဲ့ပတ်သက်ပြီးလောဘမကြီးဖို့အလွန်လောဘကြီးတဲ့အနေအထားမျိုးမရောက်အောင်လောဘကိုချိုးနှိမ်နိုင်မှမင်္ဂလာရှိနိုင်တယ်လို့မြတ်စွာဘုရားကပစ္စည်းနဲ့ပတ်သက်ပြီးရောင်ရဲတင့်တယ်ဖို့ဟောကြားတာဖြစ်တယ်သို့တော့ကုသိုလ်တရားနဲ့ပတ်သက်လာလို့ရှင်တန်တုဋ္ဌိမရှိရဘူးတဲ့အရတ္တမဲ့ကုသိုလ်မရမချင်းရောင်ရဲတင့်တယ်မှုမလုပ်ရဘူးတစ်ခုတည်းတစ်ခုတိုးတက်ပြီးတော့သွားအောင်ကုသိုလ်တွေအစစ်မြင့်တဲ့ကုသိုလ်တွေမရရအောင်ယူရမယ်ဆိုတဲ့ကုသိုလ်တရားနဲ့ပတ်သက်ပြီးရောင်ရဲမှုမရှိမှုကသာလဲတိုးတက်ခြင်းရဲ့အကြောင်းဖြစ်သောကြောင့်မွန်မြတ်တယ်လို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ရောင်ရဲမှုရှိတာနဲ့မရှိတာပစ္စည်းနဲ့ပတ်သက်ရင်ရောင်ရဲမှုရှိတာကောင်းတယ်ကုသိုလ်တရားနဲ့ပတ်သက်ရင်ရောင်ရဲမှုမရှိတာကောင်းတယ်လို့ဒီလိုမှတ်သားနိုင်ယူကြပြီးတော့မိမိတို့တဏ္ဍာမှာပစ္စည်းလေးပါးနဲ့ပတ်သက်လာလို့ရှင်ရောင်ရဲမှုရှိအောင်ကြိုးစားကြဖို့နဲ့ကုသိုလ်တရားနဲ့ပတ်သက်လာလို့ရှင်ရောင်ရဲတင့်တယ်အာရမနေပဲနဲ့နောက်ဆုံးကုသိုလ်ရသည့်အထိကြိုးစားအထောက်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကြင်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း